Pero, pero, di swedi di swedi ciao. Di loကျွန်တော် off ပေးထားလိုက်တယ်ပေါ့နော် off ပေးထားလိုက်တယ်အဲဒီကောင်ကိုကျွန်တော်တို့ဆွဲကြမယ်ပေါ့နော်စိန်ဆိုင်တွေကဘယ်လိုတွေသုံးကြမလဲဆိုတော့ဒီလိုပေါ့နော်ဒီကောင်ဆိုလို့ရှိရင် 2.7 ပါမယ်ဟောဆိုရင် 1.7 ပါမယ်ပေါ့နော်ဒီဘုံရည်ဆိုလို့ရှိရင်ဒီ 4.2 2.5 သုံးမယ်နောက်ဒီဘက်ကမွေးဆက်အသေးလေးဆိုရင် 3.8 2.5 ဒီပေါ့နော်ဒီကျွန်တော်တို့သုံးရမယ်ပေါ့နော်ဒါတစ်ချက်ပါဘက်ကသုံးကျင်တဲ့အားလေးပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်ဒီကောင်ကိုကျွန်တော်တို့လေးလောက်ခတ်ထားလိုက်မယ်အဲ့တော့ကျွန်တော်ဒီကောင်ကိုရပြီဆိုလို့ရှိရင်ဒီတစ်ပတ်ကိုကျွန်တော်တို့က 2.8 နဲ့ပတ်မယ်ပေါ့နော်2.8 နဲ့ပတ်မယ်ဆိုတော့ကျွန်တော်တို့စာကယ်ယူလိုက်တယ်စာကယ်ယူပြီးကကြမှာကျွန်တော်တို့ဒီတိုင်းထုံလိုက်တယ်နည်းနည်းပိုကြုံတယ်ဒီကောင်ကိုဒီလိုမျိုးသွားတယ်ပေါ့နော်သွားပြီးကကြကျွန်တော်ဘာလုပ်မလဲဆိုတော့ active out ကိုင်မယ်ပေါ့နော် active out ကိုင်မယ်4 point မယ်7.x point y point 4 point ပဲကိုင်တယ်ပြီးရင်ဒီတောင်လေးတွေဟာလေးတွေအကုန်လုံးဆက်လက်မှတ်ပြီးခါကြမှာကျွန်တော်တို့ကဒီလိုမျိုးလေးချက်မယ်ပေါ့နော်ဒီလိုလေးချက်မယ်ကိုလိုချင်တဲ့ပုံစံလေးတိုင်းမယ်အဲ့လိုမျိုးရပြီဆိုတော့ဒီကောင်လေးကိုဆက်လက်မှတ်ကြည့်မယ်ဒီဘက်နားမှာလည်းထွက်နေရင်ဒီလိုမျိုးပြန်သိမ်းမယ်ဟုတ်ပြီတောင်းကနည်းနည်းလေးဟောဖြစ်နေသေးရပေါ့နော်နည်းနည်းလေးသိမ်းမကြိုက်သေးဘူးပေါ့နော်ဘယ်လိုပုံစံလေးလဲတွားကျင်တာဖြစ်တဲ့အတွက်နည်းနည်းလေးထပ်ပြီးတော့ဒီမှာတောင်းလေးကိုနည်းနည်းလေးထပ်ပြီးတော့ဒီမှာသွားလိုက်မယ်ပေါ့နော်ကျူရှင်ပုံစံလေးတော့နည်းနည်းပေါက်နေပေါ့နော်အဲ့တော့ကျွန်တော်ဒီ curve လေးကိုကျွန်တော်ဘာလုပ်မလဲဆိုရင် modeling တွေကနေ repeat ကျွန်တော်ဘယ်လောက်ထားမလဲအနည်းဆုံး20လောက်ဆိုတော့ရှိပြီပေါ့နော်ဆိုတော့ဒီလောက် point အောက်ပြီးဒီကောင်ကျွန်တော်အောက်ကို minus 1 လောက်ပဲကျွန်တော်ချထားမယ်ပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်ဘေးမှာလိုက်ကြည့်တဲ့အချိန်မှာဒီလိုမျိုးတောင်လေးကနည်းနည်းအသားလေးနည်းနည်းလေးပေါ်နေအဲ့အတွက်ကျွန်တော်ဘာလုပ်မလဲနည်းနည်းလေးကြုံပေးလိုက်မယ်ပေါ့နော်ဒီလောက်ပဲဒီလောက်ပဲပြီးတော့ကျမှဒီထဲမှာလွတ်နေတဲ့ဟာကိုကျွန်တော်ဘာလုပ်မလဲပေါ့နော်ပြီးတော့ဒီပုံမှာကတခုရှိတာဗာလဲဆိုတော့ဒီတိုင်းပေါ့နော်ဒီကောင်လေးရပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ထိပ်ပိုင်းလေးကိုလည်းကြည့်မယ်โอเคရှင်းပြတယ်အဲ့တော့နောက်တစ်ချက်ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့က 2.7 ပတ်မှာပေါ့နော်2.7 ပတ်မဲ့ကောင်ကိုကျွန်တော်ကပြင်3 mili လောက်ကျွန်တော်ထုတ်ထားလိုက်မယ်ပေါ့နော်3 mili လောက်ထုတ်ထားမယ်ဒီကောင်ကိုကျွန်တော်ကဂျာရင်းနဲ့တဝင်ဟိုးပုံစံနော်ဒါပေမဲ့တဝင်အိုးလိုမျိုးအိုးခွေတော့မဟုတ်ဘူးဒီကောင်ကိုကျွန်တော်ကဒီလိုမျိုးတဝင်ကိုဒီလိုမျိုးခုံလေးနဲ့ပေါ့နော်ပေးလိုက်ကြည့်မယ်ရှင်ဒီလိုမျိုးပုံစံလေးပေါ်သွားမယ်ပေါ့နော်ခုံလေးပေါ့နော်ခုံလေးပေါ်သွားမယ်ပေါ့နော်ဟုတ်ပြီအဲ့ဒီအပိုင်းကျွန်တော်တဝင်ကိုစီထားတဲ့ပုံစံအတိုင်းပေါ့နော်ဒီဘက်ကနေကြည့်မယ်ဆိုရင်ဟုတ်ပြီကျွန်တော်တို့စိန်ကိုစောင်းအောင်ပြတဲ့အောက်ကိုစိန်ပွင့်လည်းနည်းနည်းကြည့်ရဆိုတော့1 mili လောက်ကျွန်တော်ပြတ်ထားလိုက်မယ်ပေါ့နော်1 mili လောက်အောက်ကိုတဆင်းနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ line ယူမယ်ဟိုကချရတဲ့ကောင်ရဲ့ဒီကောင်ရဲ့ကိုကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်ဒီနေရာမှာနှစ်ခုလုပ်လို့ရတယ်ပေါ့နော် situation ရှိမယ်ပြီးရင် loop ရဲ့အောက်က network ရှိမယ်ကျွန်တော် network နဲ့တစ်ချက်သွားကြည့်မယ်ဆိုရင် network နဲ့ကသွားလို့တော့မရဘူးပေါ့နော်ဒီပုံစံနဲ့ဒီကောင် situation နဲ့သွားမယ်ဆိုလို့ရှိရင်ဒီပုံစံအတိုင်းလေးဖြစ်သွားမယ်ပေါ့နော်နေဒီလိုမျိုးလေးဖြစ်မယ်ပေးလိုက်ကြည့်လို့ရှိရင်အဲ့တော့မှကျွန်တော်တို့ဒီကောင်ကိုဒီမှာဆိုရင်သူ့ရဲ့ဒီ polygon လေးနည်းနည်းဟောဖြစ်တယ်ပေါ့နော်အဲ့ကောင် reveal လေးနည်းနည်းကင်တယ်ပေါ့နော်15ဆိုရင်ကျွန်တော်ဆွမ်းတော့20ထားတာပေါ့နော်83ဖြစ်နေတယ်အဲ့ကောင်ကိုကျွန်တော်ဒီမှာ20ထားလိုက်တယ်ဒါဆိုရင်ဒီဘက်ကအကျဲစိတ်လေးနည်းရော့သွားပြီပေါ့နော်အဲ့တော့ဒီအပိုင်းလေးထပ်ဆက်မယ်ပေါ့နော်ဒီပုံစံနဲ့လေးရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီအတွင်းထဲကနေပေါ့နော်ကျွန်တော်ဘာလဲဆိုတော့ 2.7 ကိုဒီအတွင်းဘက်ကနေအတီယူပြီးခါကျမှပတ်တော့မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ modeling နဲ့က offset ရဲ့အောက်လေးမှာပေါ့နော် offset curve on surface ပါလေးရှိတယ်အကောင်လေးနဲ့ကျွန်တော်တို့ဒီ direction အတိုင်းလေးပဲကျွန်တော်ကအပြင်ဘက်ကို 2.7 ရဲ့တဝက်ဆိုတော့ကျွန်တော်တို့က 1.35 နော်ဒါဒီလိုမျိုးပြလိုက်တယ်ပြလိုက်ပြီလို့ရှိရင် jam ယူမယ် base automatic ဆိုတာလေးသုံးမယ်ပေါ့နော်အဲ့မှာကျွန်တော်က 2.7 လေးသုံးမယ်ဒီတိုင်းလေးတင်လိုက်မယ်ဒါကချက်ကြည့်လိုက်အောင်ကျွန်တော်ဆိုတော့ကခြားထားခဲ့တဲ့အတိုင်းလေးပဲဒီမှာတော့ရှင်းပြတယ်
1 illusion နဲ့တော့ရွှေသားပုံစံပေါ်နေမှာလည်းမဟုတ်ဘူးပေါ့နော်ဟုတ်ပြီအဲ့ကောင်ကိုကျွန်တော် curve လေးယူလိုက်တယ် curve ယူပြီးလို့ရှိရင်အပြင်ဘက်ကို 0.15 ပဲကျွန်တော်ပြတ်တယ်ပြတ်တဲ့ကောင်နဲ့ကျွန်တော်ဒီကောင် trim လောက်ပြတ်လိုက်မယ်ပေါ့နော် curve ကိုအဲဆိုရင် curve လေးကဒီလိုမျိုးလေးပြတ်သွားအဲ့ဒါကိုမှကျွန်တော်ဒီမှာ jam ရဲ့အထက်ထဲမှာကျွန်တော်တို့ jam line curve ဆိုတာလေးရှိတယ် jam line curve လေးကိုကျွန်တော် select ပေးလိုက်မယ်ဒီဘက်မှာဒီဟာလေးကို select ပေးမယ်သူက select poly surface ဒါမှမဟုတ်လို့ရှိရင် solid ကိုပေးပါတယ်ကျွန်တော် surface ပေါ်ကိုပေးလိုက်တယ်ပြီးလို့ရှိရင်ကျွန်တော်အပတ်မှာက 2.7 ဟုတ်ပြီကျွန်တော်ပြီးရင်ဒီလိုမျိုးဒီလိုမျိုးအကျဲနဲ့ပဲပြီးရင်သွားလိုက်မယ်ပေါ့နော်ဘယ်နှပွင့်ဝင်မလဲမသိသေးဘူးပေါ့နော်ဟုတ်ပြီ12ပွင့်ဆိုရင်ဒီမှာနည်းနည်းလေးထပ်သွားတယ်ပေါ့နော်12ပွင့်ဆိုလို့ချင်းထပ်သွားတယ်ကျွန်တော်လောလောဆယ်သူ့ဒီမှာရှိတာကအလုံးပေါင်းက6ပွင့်ပဲပါတယ်ပေါ့နော်6ပွင့်ပါတယ်ဒါပေမဲ့ဒီကောင်စိန်ပြန်ကောင်းမှာဖြစ်တဲ့အတွက်ကျွန်တော်တို့သိပြီးတော့စဉ်းစားတော့ဟုတ်ပြီအဲ့တော့နည်းနည်းလေးထပ်တယ်ဆိုဒီကောင်အပြင်ဘက်ကိုကျွန်တော်နည်းနည်းလေးထပ်ပြီးတော့ထုတ်မယ်ပေါ့နော် offset နဲ့ပဲ point ဒီလောက်ပဲကျွန်တော်တို့ပြပြီးမှထုတ်မယ်ပြီးတော့ထုတ်မယ်ဒီကောင်ကိုကျွန်တော်တို့နည်းနည်းရွှေ့မယ်ပေါ့နော်ဒီကောင်ကိုမရွှေ့ရင်လည်းရတယ်ဒီမှာဆိုရင်ကျွန်တော်ပူသွားပြီအကောင်လေးကိုကျွန်တော်တို့ trim လေးနဲ့ဖြတ်လိုက်မယ်ပေါ့နော်ဒီမှာဆိုရင်တဝက်နီးပါးလောက်ကိုရအောင်ကိစ္စမရှိဘူးပေါ့နော်ဒီဘက်မှာပုံနေတဲ့ကောင်ကိုကျွန်တော်တို့ trim လုပ်ပြလိုက်မယ်ဒီကနေ့ curve နဲ့ကျွန်တော်တို့ဆောင်းတော့ကတိုင်းပဲ German curve ပြီးလို့ရှိရင် 2.7 2.7 ကိုဆောင်းတော့ကတိုင်းလေးပဲကျွန်တော်ဒီတိုင်းပတ်လိုက်တယ်ပြလို့ရှိရင်ဒီ symmetry လေးဖွင့်လိုက်ဒါတော့ဆိုရင်ရှင်းပြီပေါ့နော်ကျဲစိတ်ဒီမှာကျွန်တော် 0.5 ပဲထားခဲ့တဲ့ကောင်လေးကနည်းနည်းလေးပါဖြစ်တယ်အဲ့တော့ဒီကောင်ကနည်းနည်းလေးကျွန်တော်ဒီလိုလေးရွှေ့ပြလိုက်မယ်ဒါတစ်လုံးနဲ့တစ်လုံးနဲ့ 0.5 အကျဲပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ရပြီโอเคအဲ့ဆိုရပြီဆိုတော့လည်းနောက်တစ်ချက်ရပါလဲဆိုတော့ကျွန်တော်ဒီ curve တွေကိုကျွန်တော်ဒီ curve တွေကိုဒီ origin နဲ့ကြောက်ရ curve ကိုချက်မယ်ချက်တဲ့ကောင်လေးဖြတ်ပြလိုက်မယ်အဲ့ဒါပြီးလို့ရှိရင်ねကျွန်တော်ဒီကောင်ကိုနည်းနည်းလေးဒီတိုင်းလေးရွှေ့ပြလိုက်ပေါ့နော်သူလေးနဲ့သူတို့ကနေနဲ့ line တင်းလေးဖြစ်သွားအောင် line တင်းလေးဖြစ်သွားအောင်အဲ့ပြီးတော့ကျွန်တော် curve တွေ jam တွေအကုန်လုံးကိုကျွန်တော်တို့ဒီဘက်က right click ဒီလိုပေါ့နော်ဒီလုံးလေးဖြည့်ပြီးတော့ကျွန်တော် jam တွေအကုန်လုံးကို extract jam curve တွေနဲ့ယူလိုက်တယ်ပြီးကြလို့ရှိရင်ဒီဘက်ကို 1.05 လောက်ပဲကျွန်တော်ထားမယ်1.05 ထားပြီးဒီလိုလေးပြင်မယ်ပေါ့နော်ဒီလိုလေးသွားမယ်အဲ့ဒီကျွန်တော်ဒီဘက်ကလူတဲ့ကောင်လေးဆိုတော့ဟိုဘက်ကိုကျွန်တော်နေတာပြစ်လိုက်မယ်ပေါ့နော်နေတာလဲလိုက်မယ်အဲ့ပြီး curve တွေအကုန်လုံးကြည့်လိုက်မယ်โอเคအဲ့ဆိုဒီမှာသူကနည်းနည်းလေးဒီနေရာလေးမှာလွတ်နေတဲ့နေရာလေးရှိတယ်အဲ့ဒီကောင်ကိုကျွန်တော်ဒီဟိုဟာကိုဗာပြန်ယူမလဲဆိုတော့ကျွန်တော်တို့ date ရှိတယ် date ရဲ့အောက်ကကျွန်တော်တို့ဒီမှာ extra iso curve လေးနဲ့ယူလိုက်တယ်ကျွန်တော်ကဂျားရဲထားမှဖြစ်တဲ့အတွက်ဘာလို့တော့ဖြန့်ထားလိုက်မယ်ပေါ့နော်အကယ်ထိတ်ဆွန်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလောက်နဲ့မဖြတ်ဘူးပေါ့နော်ထိတ်ဆွန်ဆိုလို့ရှိရင်ဒီနားလောက်ထိသွားမယ်ပေါ့နော်အဲ့ဒါမှသူကဒီဂျားထဲမှာသူ့ရဲ့အစီလေးကတော်တော်လေးကိုကြော့သွားပါပေါ့နော်ကျွန်တော်ကဂျားရဲထဲမှာဖြစ်တဲ့အတွက်ဂျားရဲတိုင်ကိုဒီပေါ်မှာတင်ကျင်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီလောက်ထိချန်ထားလိုက်မယ်ပေါ့နော်အဲ့ပြီးဟုတ်ပြီအကုန်လုံးကို select မှတ်မယ် cap တွေအကုန်လုံး select မှတ်မယ်ပြီးရင်ကျွန်တော် trim ပြလိုက်မယ်ပေါ့နော်trim ပြလိုက်လို့ရှိရင် trim ပြလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီကောင်လေးပါနေလို့ပေါ့နော်ဒီကောင်ကိုကျွန်တော် trim ပြလိုက်တယ်အဲ့ဒါဒီမှာကျွန်တော် error တစ်ခုတက်တယ်အဲ့ error ပါလဲဆိုတော့ဒီနေရာမှာကျွန်တော်ဟောလေးဖြစ်နေပေါ့နော်နည်းနည်းလေးလွတ်ချင်တဲ့သဘောတရားဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒီကောင်ကိုကျွန်တော်တို့အောက်ကိုနည်းနည်းလေးချကြည့်လိုက်မယ်အဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီကောင်လေးမလိုတော့ဘူးပေါ့နော်ဒီကောင်လေးမလိုတော့ဘူးအဲ့တော့ဖြတ်လိုက်မယ်အဲ့ဒီကျွန်တော်တို့အောင် select မှတ်မယ်ဒီနေရာလေးတရားကြည့်မယ်ပေါ့နော်ဒီနေရာမှာလွတ်နေတာလေးရှိမလဲပေါ့နော်အဲ့ဒီဖြတ်ချကြည့်လိုက်မယ်ဒီမှာတော့သူ့ရဲ့ဟိုကတော့ပေါ်တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ဒီမဲ့ဘယ်လိုဖြစ်တာလဲဆိုတော့ဒီနေရာမှာခုဒီမဲ့
ဒီကောင်နေရာမှာအဲ့ဒါလေးတစ်ခုအားနေတယ်ပေါ့နော်အဲ့တော့ဒီအပြင်အကောင်လေးကိုပဲထားရကျွန်တော်ဒီကောင်ကိုနောက်တစ်မျိုးထပ်ပြီးတော့ဆင်းလာမယ်ဒီကောင်လေးယူမယ်ကောင်လေးဖြတ်မယ်ဆောင်းတော့ကဒီမှာကပ်ဒီပုံလုံးယူတယ်ပြီးတော့ဒီတိုင်းဖြတ်ချမယ်ကျွန်တော်ဆောင်းတော့ကဒီကပ်လေးကိုကျွန်တော်မိကြံခဲ့တယ်အဲ့တော့လည်းကျွန်တော်ဖြတ်ချလိုက်တော့မယ်ဗျာဖြတ်ချလိုက်ပြီပါပြီဟုတ်ပါနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီအပိုင်းလေးရသွားပြီဟုတ်ပြီကျွန်တော်ဒီကောင်လေးထည့်ကြည့်မယ်ပေါ့နော်ကောင်လေးထည့်ကြည့်မှဖြစ်တဲ့အတွက်ကျွန်တော်ချက်ကြည့်ကြည့်အောင်ကျွန်တော်တို့ကဒီမှာ site တွေကမတူဘူးပေါ့နော် channel ကဒီမှာကြီးနေသေးတယ်အဲ့လိုမျိုးတွေပါနေတယ်ပေါ့နော်အဲ့ချိန်မှာကြည့်လိုက်တော့ကျွန်တော်တို့ကအသေးပွင့်ကကျွန်တော်တို့15ပွင့်ပါတယ်ကြီးပွင့်ကကျွန်တော်9ပွင့်ပါတယ်အဲ့တော့ကျွန်တော်စမ်းလိုက်တာဒီလိုထိတ်ကလေးကိုအကြီးပွင့်လေးပဲတော်ပြီမှာ channel ကောင်လေးကိုကျွန်တော်ဟိုဟာလောက်လိုက်တယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်စဉ်းစားကြည့်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီကောင်ကိုရွှေ့ကြည့်မယ်ကျွန်တော်စဉ်းစားထားတဲ့အတိုင်းလေးပဲဒီပုံနေရာလေးကပြီးကြမှာဒီလိုမျိုးချက်ချလိုက်ပေါ့နော်ဟိုကနဲ့ပဲချက်ချပြလိုက်လို့ရတယ်အဲ့တော့ပြီးကျွန်တော်ဒီကောင်ကိုဒီလိုမျိုးပါတယ်သူ့ရဲ့သဘောတဘာဝလေးကဒီထိတ်ဘေးနှစ်ခုကကျတော့ဒီနားမှာနည်းနည်းလေးစုတယ်ပေါ့နော်ဒီတိုင်းလေးစုတယ်ဒီလိုမျိုးလေးပေါ့နော်နောက်နည်းနည်းဆောက်ရလိမ့်မယ်ဒီဒီကောင်နားတော့ရောက်နောက်ကျွန်တော်တို့ဒီလိုမျိုးထောင်းမယ်ပေါ့နော်ဟုတ်ပြီဒီတိုင်းဒီဘက်ကိုကျွန်တော် rotate လေးနဲ့လဲလိုက်မယ်နေနေတူတူပဲဒါပေမဲ့ဒီပုံစံတိုင်းသွားခြင်းနဲ့အပြည့်တော့ဒီမဲ့ကြည့်လိုက်အောင်ဂျားထဲမှာဒီလိုပါလာပြီပေါ့နော်ကျွန်တော်တို့အဲ့ဒါဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာဘယ်နှပွင့်ရှိပါလဲဆိုတော့ဒါဆိုလို့ရှိရင်အလုံးပေါင်း10ပွင့်ပေါ့နော်အလုံးပေါင်း10ပွင့်ရှိတာက15ပွင့်နောက်ထပ်ကျွန်တော်တို့ကဘယ်နှပွင့်ပို့သေးအဲ့တော့ကျွန်တော်ဒီပုံစံတိုင်းလေးပဲကျွန်တော်တို့ထည့်ကြည့်တဲ့အချိန်မှာကျွန်တော်တို့ပုံစံတော့ဘယ်လိုဖြစ်သွားမလဲဆိုတော့သူရဲ့ပုံစံကကျွန်တော်ဒီလိုသွားရတယ်ပေါ့နော်သူပုံစံတိုင်းတော့မရတော့ရတာတော့နည်းနည်းကွဲသွားပြီပေါ့နော်ဒီလိုပဲပတ်မှဆင်ပြေတော့မယ့်အနေအထားကိုရောက်သွားတယ်ပေါ့နော်ခဲဒီပုံစံမှာကျွန်တော်တို့ကဒီမှာအသေးပွင့်လေးကိုကျွန်တော်ဒီတိုင်းထည့်ခြင်းနဲ့ထည့်မယ်ပေါ့နော်အဲ့ဒီမှာချက်ကြည့်လိုက်အောင်အနေနဲ့လည်းပွားကြည့်လိုက်မယ်ဟောပဲဒီလိုလေးပွားကြည့်လိုက်ဖြစ်မယ်တဲ့ဒီကြတော့ပြန်နည်းနည်းထုတ်မယ်ဒီလိုနည်းနည်းလေးလဲလိုက်အဲ့ဒါဆိုကျွန်တော်ကြားနိုင်မလားတစ်ချက်ကြည့်ကြည့်အောင်ကျွန်တော်ဒီတကယ်စိန်ဟိုဒီလိုထည့်ပြီးလိုက်အားဟုတ်ပြီတော့နည်းနည်းလေးကြည့်ကြည့်အောင်တော့ဒီလိုမျိုးထားမယ်ဆိုလို့ရှိရင်တော့အဆင်ပြေပါတော့ဒါပေမဲ့တခုရှိတာကျွန်တော်တို့ဒီကောင်ဆိုရင်အရင်ခြိုက်ပါပြီအဲ့လိုခြိုက်သွားတဲ့ယူကျွန်တော်တို့ကမလိုချင်ဘူးလိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်ကဒီကောင်ကို
nearly step မခွဲခြင်းဘူး step ခွဲခြင်းတော့ကျွန်တော်ဒီကောင်ဒီပုံစံလေးပဲသွားလိုက်ဒီလိုပုံစံတော့ဖြစ်သွားပြီပေါ့နော်ဒီပုံစံလေးကိုကျွန်တော် customer တော့ချက်ပြကြည့်လိုက်အောင်ပေါ့နော်ရှင်းပြရလားပုံစံလောလောဆယ်တော့ကျွန်တော်ဟိုးတွေပါလေးတစ်ခါတည်းဖွင့်လိုက်တော့မယ်ပေါ့နော်ဆောင်းတော့က summary မကြတဲ့အတွက်ကျွန်တော် center ကိုယူလိုက်မယ် center point လေးကိုယူမယ် center point ကိုယူမယ်တဲ့ပြီးကြလို့ရှိရင်ထိတ်ကဒီလိုလေးပြန်ဝင်လိုက်သူတဲ့ပုံစံရတာနဲ့ပွဲတော့ဖြစ်တဲ့အတွက်ပုံစံလေးစားကြည့်လိုက်အောင်နော် okay သူရဲ့စိတ်ဆိုင်တွေကိုသေးတာဆိုတော့ကျွန်တော်လည်းအရင်လုပ်လို့မရဘူးပေါ့နော်ဟုတ်ပြီကျွန်တော်ဘယ်လိုဆက်လုပ်မလဲဆိုတော့ဒီကောင်ကိုကျွန်တော် open မယ် open တဲ့အချိန်မှာကျွန်တော်ပုံမှန်တိုင်းပဲ channel ကနေ extraction gap ယူတယ်ပြီးကြလို့ရှိရင်အတွင်းထဲကို 0.05 ပြစ်မယ်ပြစ်ပြီးလို့ရှိရင်ကျွန်တော်အတွင်းထဲကို 0.45 လောက်ပြစ်ကြည့်လိုက်မယ်ပေါ့နော် 0.5 လောက်ပဲပြစ်ထားလိုက်ပါတော့ 0.5 လောက်ပြစ်ထားလိုက်မယ်ပြီးလို့ရှိရင် steady မှုလို့နော်ဒါ steady မှုလို့လည်း 0.5 လောက်ကိုကျွန်တော်ထားပြီး minus 1 လောက်ပေါ့နော် steady ဆို1လောက်မှလည်းရှင်းပြလိမ့်မယ်အဲ့ဒါမှကျွန်တော်တို့ကဘာလုပ်လဲဆိုတော့ open ကြုံရွှေ open ကိုကြုံမယ်ပေါ့နော်ဒါမှလည်းရွှေသားနည်းနည်းလေးပြောက်ပါပေါ့နော်အဲ့မှာကျွန်တော်ခုနကကျွန်တော်သတိမထားဘဲနဲ့တခုလုံးမိလိုက်တယ်ဘာလဲဆိုတော့ကျွန်တော် C မပြောင်းဘဲနဲ့လုပ်ကြည့်လိုက်တယ်ပေါ့နော်အဲ့ဒါကောင်အဆင်ပြေမလားလို့ကျွန်တော်တစ်ချက်ကြည့်မယ်ဒီမှာ C မပြောင်းလိုက်တော့ဘာဖြစ်လဲဆိုတော့ဒီလိုမျိုးဖြစ်တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်မဖြစ်ရှင်ကကြတော့ဘယ်လိုလုပ်မလဲဆိုတော့ဒီ curve ကိုကျွန်တော်က C ရှိရ line drawing တွေကအဲ့ကောင်ဒီညကိုခေဘက်ကိုပို့လိုက်မယ်အဲ့ချိန်မှာကျွန်တော်ကြည့်မယ်ဒီကောင်ကိုလည်းကျွန်တော် scene တစ်ချက်ထောက်ကြည့်အတွင်းထဲမှာအလဲရောက်သွားအဲ့လိုဖြစ်တဲ့အတွက်ကျွန်တော်ဒီကောင်ကိုကြုံမယ်ကြုံပြီးလို့ရှိရင်လည်းကျွန်တော်ဒီကောင်ကိုဘာလုပ်မလဲဆိုတော့ 0.35 ကျွန်တော်တို့မျိုးထပ်ပြီးတော့စားကြည့်ဆိုရင်ရပါတယ်တစ်ခါလေကြာရင်အဲ့လိုမျိုးကြာတစ်ခါလေကြာရင်မရဘူးပေါ့နော်ဒါကတော့တော်ရင်ကန်ရင်လည်းကိုလောက်ရတာအဆင်မပြေဘူးဆိုရင်ဒီနီလန်းလေးကိုသုံးကြည့်ပါတော့အဲ့တော့ကျွန်တော်တို့ကပုံမှန်အတိုင်းလေးပဲတွားကြမယ်customer တို့ဒီကောင်ကိုကျွန်တော်တော့ပေါ့ရှေ့မှာသူကဒီရွယ်အလုံးမထားဘဲနေပေါ့နော်တော့ဘယ်လိုမျိုးပုံစံလိုချင်တယ်လို့ပြောဒါနဲ့ထားလိုက်အဲ့ဒီဘက်ကျွန်တော်တို့ခက်သေးဘူးကျွန်တော်လောလောဆယ်ရွယ်လုံးနဲ့ပဲကျွန်တော်သွားမယ်ပေါ့နော် 0.35 လောက်တော့ကျွန်တော်တို့ကထား 0.35 ဆိုရင်ကျွန်တော်တို့ဟိုဘက်ဒီဘက်စားလို့ဆိုလို့ရှိရင် 0.7 ဖြစ်သွားတယ်ပေါ့နော်ဟုတ်ပြီအဲ့ကောင်ကိုကျွန်တော်တို့ဒီကောင်ကိုကျွန်တော်တို့ထုံးစံတိုင်းပဲဒီကောင်ကိုအတက်တိုင်းပဲအတက်တိုင်းပြီးကျွန်တော်တို့နည်းနည်းကြောက်တယ်ဒီကောင်နည်းနည်းလေးဝင်မယ်ဒီလိုမျိုးဆက်ပြီးလောက်ထားတယ်တော့ဒီကောင်ကိုကျွန်တော်တို့က 0.25 လောက်ပဲကျွန်တော်တို့ကလုံးမယ်ပေါ့နော် okay ဒီအပြင်ဘက်ကကောင်ကျွန်တော် 0.8 လောက်တော့ပါ0.6 0.6 0.3 ရောနော် 0.3 ဒီလိုတောင်းလေးရနေပဲသူလည်းထုံးစံတိုင်းပဲကျွန်တော်ပြန်လေးဒါပေမဲ့နောက်ကကောင်တွေကတော့နည်းနည်းလေးရှိရှိလေးထားပြီးတယ်အဲဆိုစတင်တက်ကြောက်တက်တဲ့အချိန်တိုင်းလည်းတော့လှုပ်တာတူတာရှိအောင်လို့ပေါ့နော် okay ဒါဆိုရင်ကျွန်တော်ထုံးစံတိုင်းပဲ edit ထဲကနေမှာ bounding box ဒီ regular ဒီကောင်လေးမပြောင်းဘူး set point 1 point တွေမပြောင်းဘူးအကောင်ကိုကျွန်တော်တို့ဒီလိုမျိုးသွားတယ်ဒီဟိုအကြုံလေးအတိုင်းပဲတောက်ဆန် okay သွားပြီဒီကောင်လည်းထုံးစံတိုင်းပဲကျွန်တော်တို့ကပါတယ် 0.25 လောက်လေးနဲ့လုံးပေးထားလိုက်မယ် 0.25 အဲ့ဒါကိုကျွန်တော်တို့က mirror လှည့်တဲ့အချိန်ကြလို့ရှိရင်ကျွန်တော်ဒီ point လေးယူထားတယ်ဆိုရဲအကြောင်းတရားဒီလိုပေါ့နော်
transpond နေရာနေမေရာလှည့်နေတယ်ဆိုရင်ကျွန်တော်ဒီလိုမျိုးလေးဒါဆိုရင်ဖြစ်သွားပြီဆိုတော့ဒီလိုမျိုးတော့ရပါပြီဒီလိုရပါပြီဆိုရင်ကျွန်တော်ထုံးစံတိုင်းပဲ body ပိုင်းရှင်အောက်ကိုသွားမယ်ဒီကောင် origin ကဒီကောင် target သွားမယ်ကောင်ဒီရရင်ဒီကောင်ရယ် site လေးရှိတာsite လေးရှိတာဆိုတော့ဟုတ်ရှိorigin နဲ့သွားချင်တာဒီကောင်လေးကိုသွားချင်တာလေဒီကောင်လေးကိုသွားချင်တာနော်ဖြစ်ပါရောဒီလိုမျိုးလေးပဲကောင်လေးကိုဒီတိုင်းနဲ့ရွှေ့ကြည့်လိုက်တယ် okay နောက်တစ်ခုလည်းဒီကောင်ကိုလည်းကျွန်တော်အဲ့လိုပဲသွားမယ်အဲ့ရှိမှာကျွန်တော်ဒီကောင်ဆွဲရမှာကျွန်တော်ပြင်တာဖြစ်တဲ့အတွက်ဒီတိုင်းပဲချက်လုပ်ကြည့်လိုက်မယ်နော်ထည့်ကြည့်တယ်တိုင်းလေးနည်းနည်းရွှေ့ကြည့်လိုက်မယ်ဒီတိုင်းနည်းနည်းထည့်လိုက်ဒါဆိုလို့ရှိရင်ရပါပြီပေါ့နော်ဒါဆိုရပါပြီဆိုတော့လေးတော့ရှာလေးပြပြလိုက်ပါဦးဒါဆိုရင်ဖြစ်သွားပြီနော်အဲ့တော့ဒီကောင်ကိုလည်းကျွန်တော်စောတော့ကအတိုင်းပဲခေါ်ပြလိုက်ခြင်းခေါ်ပြလိုက်ခြင်းနဲ့ဒီကောင်လေးကိုorigin နဲ့ဒီကောင်အတိုင်းပဲပွားမဲ့ကောင်နဲ့ဒီကောင်တစ်ချက်ကြည့်ကြည့်လိုက်ကြရအောင်ဒီမှာနှစ်ချောင်းပြသွားပြီဒါပြီးကြကြမှာကျွန်တော်တတိုင်းနဲ့ပြန်ဆိုင်လို့ရတယ်နော်ဟုတ်တယ်တခြား position အနေထားလေးတစ်ချက်ကြည့်မယ်တော့နော် position လေးကြည့်မယ်ဆိုတော့ကျွန်တော်ဒီကောင်လေးတွေကိုနည်းလေးတော့လှည့်ဖို့တော့လိုသွားပြီဒီလေးဖြုတ်ကြည့်လိုက်မယ်ကောင်လေးကိုဒီတိုင်းလေးနည်းနည်းလေးတော့လှည့်ပေးရမယ်ဒီကောင်လေးကိုလည်းနည်းနည်းတော့လှည့်ပြီးမှဒီလေးထည့်ထားလိုက်တာကပြီးတော့အဆင်ပြေမယ်ပေါ့နော်ကောင်လေးကိုလည်းထိုနည်း၎င်းမယ်ကျွန်တော်ဒီတိုင်းလေးလှည့်ကြည့်မယ်ဖြတ်ထားလိုက်မယ်မေရာလှည့်တဲ့ထိပေါ့နော်ဒါတွေကဆိုတော့ဥပ္ပင်ကြုံထားတာတွေရလဲဘောနေကြည့်လိုက်လို့ရှိရင်သူကလုံးဝရွှေသားမပေါ်ဘူးပေါ့နော်ကျွန်တော်တကယ်တမ်းပြောလို့ရှိရင်ဒီထက်ပိုတယ်မှမြန်မြန်လုပ်လို့ရတဲ့ဟာတော့ရှိတယ်ကျွန်တော်ဘာမလုပ်သေးတာရင်မျက်စိရှုပ်သွားမှဆိုလို့ကျွန်တော်ပြသေးတဲ့အပိုင်းတွေလည်းရှိတယ်ပေါ့ကျွန်တော်တို့ဆိုဒီကောင်ကိုဒီတိုင်းမဆွဲတော့ဒီဘက်တစ်ပိုင်းလေးပဲဆွဲကြည့်ကြမှာပွားပြလိုက်တာပေါ့နော်ဒီမေယာလက်ရတဲ့အထည်လေးတွေဆိုတာအဲ့လိုမျိုးတွေနည်းနည်းရှင်းပြလုပ်တယ်ဒါကျွန်တော်က true တွေကိုပြောပြချင်တာဖြစ်တဲ့အတွက်ကျွန်တော်နည်းနည်းလေးချိန်ယူပြီးရကြတာကြောင့်နည်းနည်းလေးပြောပြနေတာပေါ့နော်ပုံမှန်တော့ဒီကောင်လေးကမကြပါဘူးခဏဖြုတ်တယ်ဒါတော့ဒီလိုလေးကတ်နေတယ်ဆိုရင်နည်းနည်းလေးခွာပြီးတော့ကျူလိုက်မယ်ပေါ့နော်ပြောချင်တာဒီကောင်လေးဖြတ်ထားလိုက်မယ်ဖြတ်လှည့်ကြည့်လိုက်အောင်ဗျာဒီလိုမျိုးလေးrotate လေးနဲ့ကြိုင်လေးပဲဒါရလေးကောက်ထည့်လိုက်မယ်ဒီကောင်လေးကိုနည်းနည်းလေးရွှေ့မယ်ပြီးကောက်လေးယူမယ်ပြီးရင်ကျွန်တော်တို့အတွင်းထဲကို 0.4 လောက်ပဲ0.4ကောက်လိုက်မယ်ပြီးရင် h2 minus 1 h2 minus 1အပြင်
open လေးနည်းနည်းကြောက်ထားလိုက်မယ်အဲ့မှာကျွန်တော်ဒီကောင်ကိုတိုင်းအောက်မှာမချတော့ဘူးဗျာနော်နည်းနည်းလေးအပေါ်တင်ထားလိုက်ဝတ်တဲ့အရာသာမခံစားအောင်လို့ပေါ့နော်ကျွန်တော်တို့ဒီကောင်ကနည်းနည်းဝတ်ချင်နေတယ်ဆိုတော့ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီကောင်ကိုမလုပ်လဲဆိုတော့ Pro Studio နဲ့ကျွန်တော်က3ချောင်းပဲထားမယ်3ချောင်းဆိုတော့ phone number လေးကို short လိုက် phone number လေးကို short ပြီးတော့ကျွန်တော်ဒီတိုင်းလေးသွားမယ်ဟုတ်ပြီကျွန်တော်ဒီမှာtotal height ကတဲ့ 0.6 တဲ့ 0.6 ဆိုတော့နေတာပါနော်ပြီးတော့သူ့ရဲ့ GP လို့ဂျန်ပေါ့နော်ဂျန်ရဲ့အောက်မှာကျွန်တော်တို့ကဒီမှာ 0.55 ပဲရှိတယ်အကောင်1 mm ထားမှရမယ်အပေါ်က 1.5 လောက်သွားမယ်ပြီးကြလို့ရှိရင်လုံးဘက်က 0.45 လောက်သွားမယ်လုံးဘက်ပေါ့နော်အဲ့ဒီကောင်ကို30တော့မဟုတ်15လောက်ထားမယ်ပေါ့နော်ဟုတ်ပြီဒီမှာ cap height ကိုကျွန်တော်တို့က 0.3 လောက်ထားမယ်ဒါဆိုလို့ရှိရင်လည်းကျွန်တော်ချက်ကြည့်ကြအောင်ပါဒီမှာနည်းနည်းလေးလွတ်ချင်နေတဲ့အားလေးကျွန်တော်တို့ကထုံးစံတိုင်းနဲ့ shift control shift လေးနဲ့သုံးခုကို group ဖြုတ်ပြီးမှ select မယ်ဒီတိုင်းပြလိုက်ဒါဆိုရင် okay ပါအဲ့မှာချက်ကြည့်ကြအောင်ဒီနားမှာကျွန်တော်ဒီကောင်ကို chapter လေးနဲ့နော် 0.25 လောက်လေးပဲစားလိုက်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပုံစံကို okay ပါပြီပေါ့နော်ဒီလိုလေး okay ပါပြီဆိုတော့ပုံစံလေးရသွားပြီပေါ့နော်အဲ့မှာကျွန်တော်တို့ပြန်ပြီးခဏမလုပ်ထားမယ်ကာလာလေးထည့်မယ်ဒီလိုကာလာလေးထည့်မယ်ပေါ့နော်ဒီကောင် open ဖြစ်သွားပြီကိစ္စမရှိတာအဲ့ဒီတော့ပါနော်အဲ့တော့ဒီလိုပုံစံရပြီဆိုလို့ချင်းပေါ့နော်ကျွန်တော်နောက်ထပ်ဒီထဲလေးလက်စတက်လိုက်အောင်ပေါ့နော်ဒီအောက်ဘက် channel ကိုကျွန်တော်စကားကတ်နဲ့စကားကတ်တော့မယ်ပိုင်မရောက်ပြီပေါ့နော်ကျွန်တော်လောလောဆယ်တော့ဒီပုံစံလေးတိုင်းယူလိုက်မယ်ပေါ့နော်ပုံစံလေးတိုင်းယူပြီးလို့ရှိရင်လည်းကျွန်တော်ကဒီကောင်ကိုကျွန်တော်နည်းနည်းလေးပိုတိမ်မှကြည့်ကောင်းလို့မို့နည်းနည်းလေးပြင်မယ်ပေါ့နော်ဘယ်ဥပုံစံကြီးပဲလဲကျွန်တော်မယူတော့ဘူးပေါ့နော်ဘယ်ဥပုံစံကြီးပဲလဲကျွန်တော်မယူတော့ဘူးဖြစ်တဲ့အတွက်ကျွန်တော် pushing ပုံစံလေးကျွန်တော်ယူလိုက်မယ်ဒီကောင်ကိုကျွန်တော်ပိုက်ချောင်းနဲ့လည်းသွားလို့ရတယ်ပေါ့နော်30ဆိုတော့ကျွန်တော်တို့က 7.59 mm လောက်ဆိုရင်လည်းအမြင့်က okay ပေါ့နော်ကျွန်တော်လောလောဆယ်ဒီကောင်ကိုကျွန်တော်လမ်းကြောင်းနဲ့ပဲသွားမယ်ပေါ့နော်လမ်းကြောင်းနဲ့ပဲသွားမယ်ဆိုတော့ကျွန်တော် Wi-Fi ဆိုရင်နည်းနည်း1 mm လုံးလောက်ဆိုရင်များတုတ်မလားတော့မသိဘူးပေါ့နော်အဲ့တော့ 1 mm လုံးပတ်လောက်ပဲကျွန်တော်ထားလိုက်မယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်တို့ဟုတ်ပြီနန်းစကားကိုကျွန်တော်တို့နောက်ထပ်ဒီ right view ကကျွန်တော်တို့သိပြီးတော့မသုံးဖြစ်ဘူးဆိုတဲ့အတွက်ကျွန်တော်ဒီ view ကိုကျွန်တော်တို့ကဒီ bottom view လေးတစ်ချက်ပြောင်းထားလိုက်မယ်ပေါ့နော် bottom view လေးကိုတစ်ချက်ပြောင်းထားပြီးလို့ချင်းဆိုတော့မှကျွန်တော်ဘယ်ညာပြောင်းပြန်ဖြစ်သွားတယ်အဲ့လိုဆိုလို့ချင်းကျွန်တော်တို့ဒီလိုမျိုးဆွဲလို့ရတယ်ပေါ့နော်ဒီလိုဆွဲလို့ရတယ်ဘယ်လိုမျိုးကျွန်တော်သွားရင်ကောင်းမလဲပေါ့နော်တစ်ချက်စဉ်းစားတဲ့အချိန်မှာကျတော့ကျွန်တော်ဒီကောင်ကိုသိပြီးကြိုက်လို့ပေါ့နော်နည်းနည်းလေးကျဲနေသလိုဟောဒီနားလေးမှာနည်းနည်းလေးကျဲနေတော့ကျွန်တော်နည်းနည်းဟလိုက်တယ်ပေါ့နော်အပြောတဲ့ပြီးတော့ကျွန်တော်ဒီကောင်ကိုဘယ်လိုမျိုးပုံစံလေးသွားမလဲဆိုတော့ဒီလိုလေးရွှေဝင်လဲနည်းနည်းတက်တာဆိုတဲ့ပုံစံလိုမျိုးလေးပေါ့နော်ကျွန်တော်ရွေးလိုက်မယ်ဟုတ်ပြီအဲ့ဆိုတော့ကျွန်တော်လောလောဆယ်ဒီကောင်ကို disable နော်ခဏဟိုလောက်ထားလိုက်မယ်ဒီကနေပဲကျွန်တော်ဒီလိုမျိုးလေးကျွန်တော်သွားမယ်ပေါ့နော်သွားမယ်ဆိုတော့ကျွန်တော်ဒီတိုင်းလေးနည်းနည်းဟားထားလိုက်မယ်ဟာလေးဒီလိုမျိုးသွားမယ်lineလေးနည်းနည်းလေးဖြစ်နေတယ်
တကယ်တမ်းဗျာကျွန်တော်တို့ကဒီအပေါ်အုံကြီးခဏဖြောက်ထားရင်လည်းရတယ်ကျွန်တော်တို့ဒီဖောင်ပြီးတော့နေပဲဒီအပေါ်ကိုခဏဖြောက်ထားပြရတယ်ပေါ့နော်ကျွန်တော် curve တစ်ခုကကျွန်တော်ဒီလိုမျိုးသွားမယ်ပေါ့နော်အဲ့လိုသွားတဲ့အချိန်မှာကျွန်တော်ဒီကောင်ကိုခဏဒီလိုဖြောက်ထားလိုက်လို့ရတယ်အဲ့တော့ကနေစကားတော့မှဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတိုင်းလေးပဲကြည့်နေရတယ်ပေါ့နော်အခုကျွန်တော်တို့ဆွဲနေကြဆိုအဲ့ကောင်တွေမဖြောက်တော့ဘူးเนาะဟိုဒီခါလေးကြလို့ချင်းကိုကြည့်ရတာအဆင်မပြေဘူးလို့ပါလို့တိုင်းဒီလိုလေးဖြောက်ပြီးတော့ဆွဲပေါ့နော်ဒီလိုဂျမ်နေပါလေးတစ်ခါတည်းဖြောက်ပြလိုက်ပေါ့နော်အဲ့လိုပဲလေးဖြောက်မယ်တဲ့ကျွန်တော်ဟုတ်ပြီကျွန်တော်လေးပဲလေးလောက်ပေါင်းမဲ့ဖြစ်တဲ့အတွက်ရင်းတော့လိုက်ပြီးတော့လောက်တော့ဘူးအဲ့လိုဒီကောင်ဆိုတာကျွန်တော်တစ်ချောင်းလေးနဲ့ပဲသွားလိုက်လို့ရတယ်ပေါ့နော်ဒီကောင်ဆိုလို့ရှိရင်ဒီဘက်မှာအလှဒီလိုဟိုဒီလိုလာတဲ့ပုံစံဒီလိုလာတဲ့ပုံစံဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်ဒီအခေတော့ထားပါတော့ဗောနော်ရွှေချင်းတက်တာကျင်နေဆိုရင်တော့ကျွန်တော်ဒီလို6နဲ့သွားရတာမဟုတ်ဘူးအလှပနေတယ်နဲ့ထည့်နေတယ်ကျွန်တော်ဒီလိုလေးသွားကြအောင်နော်တော့ကျွန်တော်ချက်စဉ်းစားကြည့်လိုက်တော့ကျွန်တော်လောလောဆယ်စဉ်းစားထားတဲ့ပုံစံတော့ဒီလိုပုံစံလေးသွားမယ်လို့တော့စဉ်းစားထားပါဘောနော်ဂျားထဲကနေမှကျွန်တော်တစ်ချောင်းလောက်တော့ဒီလိုလေးဖွက်တဲ့ဟာလေးထည့်ထားမှာတော့စင်ပြေလိမ့်မယ်ထင်တယ်ပေါ့နော်ဟုတ်ပြီကျွန်တော်သွားလိုက်ကြရအောင်ဆက်ပြီးတော့ကျန်တာလေးတော့လည်းဘက်ကိုလုံရင်းကိုင်းနေပဲလိုက်ညှိမယ်ပေါ့နော်ဒီကောင်တွေအားလုံးကိုတဲ့5ပိုင်းလောက်တော့ယူထားလိုက်မယ်ဆိုတော့ကျွန်တော်ဒီကောင်ကို5ပိုင်းလောက်ပဲယူထားလိုက်မယ်ပေါ့နော်5 point okay ဆိုတော့ကကျွန်တော်ဒီကောင်ကို F10 ခေါ်မယ်ဒီကောင်ကိုဒီလိုသွားမယ်ဒီလိုသွားမယ်ပေါ့နော်အောင်လေးကိုလည်းကျွန်တော်ဒီလိုသွားမယ်ဆိုရင်ရင်းပွားနေသလိုခံစားနေရနော်ဆိုတော့ကျွန်တော်ဒီကောင်ကိုပဲပေါ်လေးကိုပဲထပ်ပြီးတော့နည်းနည်းလေးကတ်လိုက်မယ်ဒီလေးဝတ်တော့ပါနော်ရိုင်းဝါဖြစ်နေတဲ့ကြည့်ပေါင်းဟုတ်ပြီဗျာအဲ့တော့ကျွန်တော်ဒီကောင် point လေးကိုဒီတိုင်းလေးပဲသွားကြမယ်ပေါ့နော်ကောင်လေးကိုတော့ခဏထားလိုက်မယ်ပြီးကြမှာကျွန်တော်ပြန်ကတ်မယ်ဒီရေးကြီးတဲ့ကောင်လေးတို့ရုံဆုံးသွားမယ်ပေါ့နော်ဒီသွားမယ်ဒီအောက်ကိုဝိုက်သွားမယ်ဒီကောင်ညောင်းလာတယ်ကျွန်တော်စဉ်းစားရင်နဲ့စိတ်ပုံဖြစ်အဲကြောင့်ကျွန်တော်ဒီကောင်တော့ဒီကျန်လေးပဲကျန်လေးထည့်ထားကြည့်မယ်ပေါ့နော်မလိုအပ်ရင်ပြန်ဖြုတ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင်ကိုဆက်သွားမယ်ဟိုကထုံးတဲ့ line လေးပဲခက်တီလေးသွားမယ်ပြီးတော့ဒီကောင်ကျွန်တော်ဒီလိုမျိုးသွားမယ်ထုံးတဲ့ line ပဲဒီကောင်ကိုလည်းတိုင်းလေးပဲရှင်းလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်လုံရင်းကိုင်နေကျွန်တော်တို့ပြင်နေတာလေးတစ်ချက်ညှိကြတာပေါ့နော်
အဲ့တော့ဟုတ်ပြီကျွန်တော်ဒီကောင်ကိုကျွန်တော် file လေးသွားကြမယ် file လေးသွားကြမယ်ဆိုတော့ကျွန်တော်ဒီ table က 0.35 လောက်ကျွန်တော်သွားကြည့်မယ်အဲ့တော့ဒီကောင်ကို 0.4 လောက်သွားကြည့်မယ်ကျွန်တော်တော့မလားမပါနေတယ်ပေါ့နော် 1.35 လောက်လိုပဲသွားမယ်ပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်ဒီကောင်ကို file လေးနည်းနည်းပြင်မယ်ဒီကောင်ကိုလည်းအဲဒီဖြည့်ချလိုက်မယ်ပေါ့နော်ဒီကောင်လည်းဆောင်းတော့ငါတိုင်းပဲကျွန်တော်တို့ဒီမှာချိန်မှာ 0.3.35 တော့လေးပဲအလိုက်တင်လေးပဲဒီကောင်လည်းထိုဒီလောက်အောင်မယ် 0.3 under 0.35 under ဒီကောင်လည်းထိုဒီလောက်အောင်မယ်ပေါ့နော်ဒီကောင်ကတော့ကျွန်တော်တို့ 0.3 လောက်လေးပဲထားလိုက်နော်ဒီမှာလုံးဝမလှအောင်ပြကျွန်တော်အဲ့တော့မသုံးတော့ဘူးเนาะဒီကောင်ကိုကျွန်တော်ထည့်တော့ဆိုတယ် 0.3 under 0.35 okay ဆိုတယ် 0.3 under 0.35 under 0.3 under 0.35ဆိုတော့ကျွန်တော်ဒီကောင်လေးလိုက်ပြီးတော့ထည့်ကြမယ်ပေါ့နော်ဆိုတော့ဒီကောင်လေးတို့ကျွန်တော်ဒီ point ကြီးပဲကျွန်တော်ပြပြန်လုပ်လိုက်မယ်။ဟောလေးထူနေလောက်မယ်ဒီတိုင်းလေးပဲသွားမယ်။အပြီးဒီကောင်ကလည်းဖြည့်ချလိုက်မယ်ပေါ့နော်။ဒီကနေပြပြလေးထွက်လာတယ်ဆိုတော့ files လေးရအောင်ပေါ့နော်။ဒီနေ့ဒီလိုမျိုးသွားမယ်။တိုင်းသွားမယ်။ခိုင်းသွားမယ်။ဆိုတော့အတိုင်းပဲကျွန်တော်တို့ 0.3 under 0.3 ပဲထားလိုက်ပါဟုတ် 0.3 under ဒီချိန်မှာဒီလိုမျိုးဖြစ်သွားတယ်เนาะဒါလေးတွေပြီးကြမှာကျွန်တော်ပြန်လိုက်ပြီးတော့ဖြည့်ရမယ်ပေါ့နော် 0.3 ဒီလောက်ပဲဒီကောင်လည်းဟုတ်ကိုဒီတိုင်းလေးပဲသွားမယ်ဒီကောင်လေးဖြည့်ချမယ်ဒီကောင်လေးတွေဒီနေ့ဝင်မယ်ဒီကောင်ပဲခုနကအတိုင်းပဲ 0.3 0.3 okay ဒီနောက်မှာအဖြစ်ကြီးဖြစ်နေပေါ့နော်ဒါတွေပြန်ဖြည့်ရမယ်ပေါ့နော်ဒီကောင်ပဲဒီကောင်လေးဒီတိုင်းလေးသွားမယ် 0.3 ဟုတ်ပြီဗျာကျွန်တော်တို့ဘယ်လိုဖြည့်ကြမလဲဆိုတော့ဒီလိုဝင်မယ်ဒီတိုင်းလေးပဲ okay အပြီးကောင်းဆောင်းလာတိုင်းလေးပဲတော့ဒီက file နဲ့ဒီလိုလေး join လိုက်တယ်ဒီလိုလေးသွားတယ်ကောင်းဒီလေး၎င်းမယ် scan လေးနဲ့သွားမယ် scan လေးသွားပြီးရင်ဒီရဲ့ဒီကောက်ကြောင်းလေးရှိတယ်ဒါလေးကိုသွားမယ်ကောက်ကြောင်းလေးကိုပြန်လိုက်ဒါဆိုတော့လေးတဲ့သူပြပြလေးသွားတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီကောင်လေးကိုလည်းဒီ၎င်းမယ်ဒီသွားတယ်နည်းနည်းလေးမောင်းနေတဲ့ဒီလိုလေးဖြည့်ချလိုက်ကဲဒါဆိုရင်တော့ကျွန်တော်တို့ဒါလေးကတော့ပြီးပေါ့နော်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ funnel လေးဖြည့်တာလည်းပြီးသွားပြီပေါ့နော်ပုံလေးနဲ့အောက်က funnel လေးနဲ့တစ်ချက်တော့ကြည့်ကြည့်အောင်ကဲအဲ့တော့တော့ချက်ကြည့်ကြည့်မယ်ဆိုလို့ရှိရင်လည်းပြတည်ရမှာလားနားလေးမှာဒီမှာရတိတ်မလာဘူးပေါ့နော်ဒီလိုနေရာတွေကျွန်တော်ပြန်ဖြည့်ကြမယ်ဆိုပြီးဖြည့်ကြမယ်တဲ့မောက်နေတဲ့ကောင်ဘိုးတဲ့တော့ဒီလိုမျိုးဒီလိုနဲ့ဖြည့်ချသွားမယ်ပေါ့နော်ဆိုရင်ဖြစ်နေတဲ့ပေါင်းလေး
ပေါင်တွေကိုတော့တက်နိုင်သလောက်ဒီလိုတွေလိုက်ပြီးတော့ရှင်းချမယ်ပေါ့နော်ဒီတချို့ကြီးဖြစ်နေတဲ့ပေါင်တွေကိုတဲ့ကျွန်တော်တို့ဒီလိုမျိုးလိုက်ပြီးတော့ရှင်းချကြမယ်ကျွန်တော်မကြိုက်ဘူးဒီနာဒါဟာလေးကျွန်တော်မကြိုက်ဘူးကြိုက်တော့ကျွန်တော်တို့ပြန်ပြစ်မယ်ဆိုတော့ point လေးရှိတယ် point တွေကိုကျွန်တော်ကဒီလိုလေးအပြင်ကားလိုက်ဒီကားလိုက်နောက်ပြီးရင်းနဲ့နောက် point တစ် point ရှိပြီး point ကိုပြန်လည်းထုတ်မယ်ဒီအောက်ကိုလည်းချအောက်ကိုလည်းချပြီးဒီကောင်လေးလည်းလိုက်အဲ့ဆို okay လေနော်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဘာလုပ်သင့်လဲဆိုတော့လေတွေကဒီ point ကိုပဲကျွန်တော်တို့ကရွေးတိုင်းတင်ရတော့မယ်ရွေးတိုင်းတင်တဲ့အချိန်မှာလည်းကျွန်တော်တို့ကဒီလိုလေးသွားတယ်ပေါ့နော်ကျွန်တော်သွားတဲ့ပုံစံလေးကတော့ဒီလိုကျွန်တော်ရွေးတိုင်းတင်နေကြတော့ဒီ rectangle ခောက်တယ် rectangle ယူပြီးခါကျမှကျွန်တော်ကဒီလို crossing ဒီလိုမျိုးရှိရပါတော့အဲ့ဒါကိုကျွန်တော်ဒီမှာဟုတ်တော့ကျွန်တော် 0.35 ရွှဲတိုင်းဆိုရင်ကြီးမှတင်လာတယ်လည်းတင်မယ်ပေါ့နော် 0.8 လောက်ပေါ့နော် 0.5 လောက်တော့လောက်ထားမယ်ပေါ့နော် okay တော့ဆိုရပြီတော့ရပြီဒီကောင်ဒီလိုမျိုးလေးနည်းနည်းလေးစောင့်ပြလိုက်အဲ့တော့ကြောက်ထည့်တဲ့အချိန်ကြောက်တက်တဲ့အချိန်ဆိုလို့ရှိရင်ဒီလောက်က okay တယ်ပေါ့နော် yes လောက်ပဲဒါကိုမှကျွန်တော်ကဒီလို0 under ပေါ့နော်နေရာလဲလိုက်တယ်အဲ့မှာတခုသတိထားမှာကကျွန်တော်တို့အတွန်းထဲကိုလည်း0.5ပြတ်ထားသေးပေါ့နော်1 mm လောက်ဝင်ဖို့ရပါပြီပေါ့နော်ဒါတော့ပြင်ဖို့ရပါပြီချက်သတိထားမှာဒီကောင်လေးပေါ့နော်ဒီကောင်လေးဆိုလည်းကြောက်လေးတွတ်တက်တယ်ဒါကလည်းအထဲထဲကိုတိုးမယ်နောက်ပြီးတော့ကျွန်တော်ချက်ပါချုပ်မယ် 0.35 ဒီက 0.8 ကျွန်တော်နှစ်ခေါက်ချိုးလဲရတယ်နော်ကျွန်တော်တော့မချိုးတော့ဘူးစတဲ့ဘက်ကလည်းလောက်တာပြတာကျွန်တော်ချန်ထားမယ်အဲ့တော့ပြီးပါဒါလည်းကျွန်တော်အောက်ကနေမှ open page ပုံစံလေးကျွန်တော်ထည့်မယ်ဗျာထည့်မယ်ဆိုတော့ကျွန်တော်တို့တိုက်ကြရဲ့အောက်က password လေးရှိရပါတော့ password လေးကိုကျွန်တော်ဒီလိုမျိုးယူတယ်ဒီလိုမျိုးသွားတယ်ဟုတ်ပြီအဲ surface ကိုကျွန်တော်ဘာလုပ်မလဲဆိုတော့ edit box လေးနဲ့ဒီလိုလေးယူတယ်ဒီအောက်ကကောင်လေးကိုဒီလိုနဲ့ကျုံနေတယ်ဒီကောင်လေးလုံးကျုံပေးလိုက်တယ်ကျုံပေးပြီးခါကျမှလေကျွန်တော်ကဒီကောင်ကိုဘာလုပ်မလဲဆိုတော့စကားဟလာထဲကအလင်းပေါက်လေးဖောက်မယ်ပေါ့နော်ကျွန်တော်တော့ကောင်းမလုပ်ဘူးစကားယူတယ်ဒါပေမဲ့ F10 နေတယ် F10 နေပြီးဒီတိုင်းလေးမွေးတဲ့ပုံစံလေးကျွန်တော်ဖမ်းလိုက်တယ်ဖမ်းပြီးကျွန်တော်ဒီတိုင်းလေးသွားတယ်အဲ့တော့ကျွန်တော်ဒီတိုင်းဒီလေးစင်အလိုက်တင်လေးပေါ့နော်တော်ရင်းလည်းကြည်လာအောင်လုပ်ကျွန်တော်ကြတယ်ဟိုဆောင်နေဒီဘက်ဆောင်နေလည်းဘာလိုက်လုပ်တယ်ပေါ့နော်အဲ့လိုပြီးလို့ရှိရင်ကျွန်တော်ဒီတိုင်းလုပ်တယ်အဲ့ဒီကောင်ကိုဒီလိုအတက်အဲ့ဒီကျွန်တော်ဒီကောင်နေနဲ့အကုန်လုံးကိုတဲ့ကျွန်တော်ဒီတိုင်းချက်ချပြလိုက်တယ်ပေါ့နော်ဒီပေါက်လေးပေါက်ဆက်ကြည့်ရည်ပေါက်ပြလိုက်တယ်အဲကြောက်ဖင်ပိတ်သဘောလိုမျိုးလေးပေါ့နော်အဲ့ဒါမှကျွန်တော်ဘာလုပ်လိုက်လဲဆိုတော့ offset လေးနဲ့ 0.3 လောက်ပဲပြစ်လိုက်ပါပါလေးပေါ့နော်အဲဆိုလို့ရှိရင်ဒီနေ့တော့လည်းဒါဘိုင်းတော့ပြီးသွားပြီပေါ့နော်ချိန်ပုံကတော့ကျွန်တော်ဒီတိုင်းရှာရအောင်ပါဖြစ်တဲ့အတွက်ကျွန်တော်လည်းပြန်ကြအောင်ပဲပေါ့နော်ကဲအဲ့တော့ဒီတော့မှကျွန်တော်တို့တိုက်ပြီးပြီမယ်ပြီးရင်ကျွန်တော် drawing ထဲကနေပြီးမှ drawing ထဲကနေပြီးတော့ direction ပြောင်းမယ်တဲ့ split လုပ်မယ်ပြီးရင် jam ကနေ create jam တွေလုပ်လိုက်ဒီ customer ကိုကျွန်တော်တို့ပုံသားလေးပြပြရတယ်ပေါ့နော်ဟုတ်အဲ့ဒါကို F7 လေးနှိပ်တယ်ဒီကောင် lock ထပ်ထားရင် lock ထပ်ထားရပါမယ်ပြောင်း
နောက်ဒီမဲ့နော်ရဲတိုင်းဒီတိုင်းမဲလေးကိုနေနေဒီပါပေါ့နော်အဲ့တော့လည်းဒီလောက်ဆိုရင်ရှင်းပြမယ်လို့ထင်ပါတယ်ပေါ့နော်